you think of a young child who is putting themselves in a dangerous situation, မကလေးတယောက်အနေရှိတာကိုလုပ်မယ်ဆိုရင် the parents scoop that child up and put them in their arms to protect them. မိဘတွေကချက်ချင်းအဲ့ဒီကလေးကိုသူအနေရှိတော့မယ်ဆိုတာသိရင်ချက်ချင်းအဲ့ဒီကလေးကိုချီပြီးတော့သူတို့ပွေးဖက်မှာဖြစ်တယ် And what does the child do? အဲ့လိုမျိုးလုပ်တဲ့အခါကလေးတွေကဘယ်လိုတုံ့ပြန်တက်လဲ They try to get down. သူတို့အနေရှိမှမသိတဲ့အခါအတင်းယုံပြီးအောက်ဆင်းခြင်းတယ် They try to escape. နော်အမိဘတွေရဲ့လက်ကနေပြီးတော့သူကလွတ်ပြီးသူတို့လှုပ်တဲ့ဟာကိုလှုပ်ခြင်းတယ်အနေရှိမှမသိတဲ့အခါမှာ And the parents have to hold them even tighter to keep them safe. အဲ့ဒီအခါမှာမိဘတွေကပိုပြီးတင်းကျပ်စွာသူ့ကိုဖတ်ထားတယ် But if that child surrenders, ဒါပေမဲ့အဲ့ဒီကလေးကမယုံတော့ဘဲနဲ့အဖေမေရဲ့သူ့ကိုထိန်းချုပ်ထားတဲ့ဟာကိုလက်ခံလိုက်တဲ့အခါမှာ they are safe in their parents' arms. သူတို့ဟာမိဘရင်ခွင်ထဲမှာလုံခြုံသွားတာဖြစ်တယ်အာမင် We often fight against the season we are in. ကျမတို့လည်းအတူတူပဲကျမတို့ကိုကြုံတွေ့ရတဲ့စိန်ခေါ်မှုပြဿနာတွေကိုကျမတို့ကမကြိုက်ဘဲနဲ့ခုနကလေးလိုပေါ့အတင်းယုံကန်ပြီးတော့စန့်ကျင်တတ်တယ် And God is calling us to stay close to Him. ဖခင်ကအဲ့ဒီအချိန်မှာကျမတို့ဘာပြောလဲလာခဲ့ငါစီကိုလာခဲ့ And if we really believe He is sovereign and rules over all things, we will surrender to His embrace. ကျမတို့ဒါဖခင်ကဖြစ်ပျက်တဲ့အရာတိုင်းနဲ့အခြေအနေတိုင်းကိုလုံးဝထိန်းချုပ်ထားတယ် तू မသိပဲဘာမှမဖြစ်ပျက်ဘူး तू သိတယ်ဆိုတဲ့ဟာပေါ်မှာကျမတို့ကစိတ်ချရဲဆိုရင်ကျမတို့ကအားလုံးကိုဖျားရှိမှာလက်မြောက်ပြီးတော့သူ့ရဲ့အဲမှာလုံခြုံစွာငြိမ်သက်စွာနေနိုင်မှာဖြစ်တယ် You may not like your situation. တင်ကတင်းရဲ့ကြုံတွေ့ရတဲ့အရာကိုကြိုက်ချင်မှကြိုက်မယ် You might not understand this season, အားလုံးကိုလည်းဘာလို့ဒါတွေကြုံရလဲဆိုတာနားလည်ချင်မှနားလည်မယ် but your Father does. ဒါပေမဲ့ဖခင်ကအားလုံးကိုသိတဲ့ဖခင်ဖြစ်တယ်